Fanny တော့ချိုးနေပြီတိုင်းတို့တကောတော့ချိုးနေပြီတကောတော့ချိုးနေပြီဘာလုံးချင်တာလဲကိုချင်တော့နောက်ဒီမှာခိုးတော့တိုင်းရေကိုချင်တော့နောက်ဒီမှာကိုဒါပေမဲ့ကျွန်တော်တို့ Fedrin ရတော့ပေးလိုက်ရတယ်ထုပြီဗျာ Fanny ကို2/1ထုပြီအောက်မှာ Fanny ကို2/1ထုပြီကြီးကိုတို့ Fanny ကို2/1ထုပြီ Fanny မရှိတော့ဘူးမင်းတို့မှာ retreat ပေါက်မဲ့ကောင်မရှိတော့ဘူးတိုင်းတို့မင်းတို့မှာ retreat ပေါက်မဲ့ကောင်မရှိတော့ငါတို့ easily လော့ယူမယ်တိုင်းတို့မလုံးတော့ဟဲ့ငါတို့လော့ဖို့စရာမလိုငါတို့ hero ချခြင်းလဲ hero ချလို့ရတယ်တိုင်းတို့ဟုတ်တယ်မှန်တယ်ဗျာအဲ့လိုစောက်ရအောင်နောက်နေတဲ့ကောင်တွေထုပေးလိုက်အရင်ထုပေးလိုက်လောလာလူကျင်တဲ့ကောင်တွေထုပေးလိုက်အရင်ရေးပြန်ပတော့ရေး import တွေဆွတ်ဟုတ်တယ် cloud blazing 2ကလည်းပြီးသွားပြီ Moscow တောက်ချောက်တွေတော့ပြစ်ခွဲချက်တွေကြားထဲမှာတော့ flicker တွေပေးတာ cloud ကြီးသွားမိနေပြီတိုင်းတို့ဘယ်ပြေးပါလဲ cloud ရေဘယ်ပြေးပါလဲမိချိုသေးရေလာပြီကိုလာပြီမိချိုသေးရေ Oh my god ပြစ်ခွဲနေတဲ့ပစံကြီး shut down စာဥပါထပ်မှန်ပြီးတော့အာယုံနောက်နေတဲ့ mage ကိုပါထပ်တက်ပြီးတော့ game number 1ကိုအနိုင်ရရှိသွားတော့ကျွန်တော်တို့ရဲ့မြန်မာချင်းရန်ကုန် Glady ကိုပဲပြစ်ပါတယ်ခင်ဗျာ let's go ကဲဟန်လူဘက်လေးပါလေးစားပါအောင်ဒါကြီးစားတော့ဘူးလားလူဘက်တွေပါမစားတော့ဘူးလူပဲတတ်တော့မယ်ဟလားလူပဲတတ်တော့မယ်လူဘက်တွေပါမစားတော့ဘူးဒါကြီးလူပဲတတ်တော့မှာလူဘက်တွေပါမစားတော့ဘူးကောင်းတယ်ဗျာပြန်ထွက်သွားတာတွေကလှလိုက်တာရောက်ရေးဘလစ်ကိုလည်းရှိုးလိုက်အောင်ဘယ်မှာတော့ PPP ရောတော့သွေးတွေပါရှော့ရိုင်းနေပြီ sorry I am feeling oh ဟုတ်တယ်မေဒီယာ cycle လေး eagle နဲ့ coin လေးကိုဖြတ်ထိန်ပြီးတော့ကျွန်တော်တို့ retreat ပေါက်သွားတာမြင်ရလားတော့မသိဘူးအိုးဒီလူနာဝက်က flicker နဲ့ရီဆိုင်ကြီးပါလာပြီမေဒီယာ cycle လေးက stand ကြပါ easy 3 man stand ထပ်မှန်ပြီးတော့အိနေအောင်မတ်မိလား bro အိနေအောင်မတ်မိလားကျွန်တော်တို့ကျွန်တော်တို့အိနေအောင်မှာကျွန်တော်မင်းစစ်သားအာဒီအဲ့ဒါလည်းအာဒီဆွဲပြီးတော့ကျွန်တော် white out လိုက်တဲ့နေရာပဲကျွန်တော် YG အဲ့နေရာမှာပဲကျွန်တော်တို့ Pro Esports white out ပြီးတော့ knockout stage ကိုတော့တက်လန်းသွားပြီတိုင်းတို့ရေ let's go တိုင်းတို့မြန်မာသေး YG ကိုကျွန်တော်တခဲနဲ့အားပေးလိုက်ကြရအောင်မတော်ညီကိုတို့ YG versus Pro Esports ဟန်တော့ဒီဘက်မှာဂလူးအနေနဲ့တော့လာနောက်ထားတယ်မတော်ဂျူရေးပဲချန်ကြီးကတော်တော့ကြာတယ်ဗျကဲ rubber တွေပါရောက်လာပြီ Fanny ရေအော်တော်သေးတယ်ဟန်ရသွားတယ်အော် first blood ကို coin လေးပြီးတော့ပေးစားလိုက်ရပြီဗျကြာတယ်ဖက်စားတာအရန်ကြာတယ်အဲ့ဂျူရေးပဲချန်ကြီးကြီးက blue bat တော့စားခြင်းနေဆိုပေမဲ့သူ့အနေနဲ့ blue bat တော့စားလို့တော့မရဘူး god ready ပါဖြတ်ထိုးတိုင်းနဲ့ပဲ glue လေးကိုတော့ဖြတ်ထားသေးတယ် phobia dominant 4တွေနဲ့တော့ဟန်ကိုတောက်လျှောက်တွေတော့လိုက်ထိန်းထားတယ်ဆိုတော့နောက်မှာဟန်နေနဲ့တော့သေသွားမလားလပလေးပဲ retreat လေးထောက်ပြီးတော့ပြန်လဲပြီးတော့ back သွားသေးတယ် nice ကွာ nice ယူရင်းနဲ့ပုတ်ချက်တွေကြားထဲမှာတော့ဒီဘက်က pro စာ flicker တော့ရှိသေးတယ် flicker တော့တောင်းထားလိုက်နေ sorry I am feel ကိုသွားပြီးတော့ပြေးမိနေ price of what ထောင်းချက်တွေကြားထဲမှာတော့ sorry I am feel သေသွားမလားဘက်လိုင်းထဲမှာတော့ကျွန်တော်တို့ god အနေနဲ့တော့ပြန်ပေးဆက်လိုက်ရပြီအော်ရှုပ်ကုန်ပြီဒါရုပ်တအားတိုက်တာများသွားပြီမင်းတို့တအားတိုက်တာများသွားပြီညီကိုတို့ရေကွာကိုဘက်လေးပဲပြန်စားလိုက်ရမှာနော်အဓိကအိတ်ဖိုးပြက်ကြီးမပြတ်သွားတာစိုးသွားတာလို့ဆိုတော့မှ Fanny အောက်မှာပေါ်သွားပြီငါတို့တတ်တယ်လုံမယ်သားကြီးတို့Fanny အောက်မှာပေါ်သွားပြီသားကြီးတို့ဒါပဲတတ်တယ်ရသွားပြီကျွန်တော်တို့ glue အော် god ray ထိုးတာလေးနည်းနည်းတော့မှားသွားပြီဆိုမှဟန် price wet တွေနဲ့တော့ cloud ကိုတော့သွေးလျှော့ထားလိုက်နေတယ်မစိုးပြန်ဖက်လိုက်တော့သားကြီးတို့အော်အောက်မှာကိုအိုင်လေးကစန်ကြီးကိုကောက်သွားပြီမတန်တော့ဘူးသားကြီးတို့ကစန်ကြီးကတော့အော်ရ Fury of the Free နဲ့ထပ်ထိသွားပြန်ပြီစန်ကြီးနည်းနည်းကဲပါအောင်စန်ကြီးကကလောက်တော့ပြန်ရတာသေးရပေါ့နော် 1 for 1 trade လေးပဲဒါပေမဲ့ဒီဘက်မှာတော့ UAE နဲ့ကတော့ပေးရဖို့ရာခိုင်တော့များသွားပြီပေါ့နော် Blink တကောင်မှာထပ်ပြီးတော့ပေးရမလားဟန်တာဝါလေးတော့ပြေးတိုင်းနေတယ် Bryson 1နဲ့ POK နှစ်ကောင်ကောက်လာနိုင်တာတော့မစိုးလို့ပြောလို့ရတယ်ပဲလေ3 for 3 trade or 4 for 3 trade or 4 for 4 trade အော်ရောက်တကယ်ချတာရောက်ရေးဒီနေ့တင်းက Fanny နဲ့ go ပဲကျန်တော့တယ်ကဲဗတဲ့ကတော့ဆိုင်တော့ဆိုင်ကျင်နေတော့မယ်ပေါ့နော်ရင်းနေနဲ့တော့လုံးမေးနေသေးတယ်။ coin လေးသွေးတစ်ဝက်ကျိုးနေသေးတယ်။ Moscow ဆင်းလိုက်စပီးယားပြစ်လိုက်မလား။ Hey Moscow လော့အာ retreat ဟိုထဲမှာမထိသွားဘူး။အော်ရောက်ရေးလောရဝိုင်းပြီးသွားပြီ။မဟုတ်ဘူးကျွန်တော်တို့အဲ့ဘလင်းရဲ့အဲ့ခဲတဲ့တဲမှာကျွန်တော်တို့ retreat မထိသွားဘူးเนาะ retreat အဲ့လိုအုပ်ထားရင်မထိဘူးပဲအဲ့ retreat အဲ့အုပ်တာပြီးသွားမှာပေါက်လို့ရမှာ။ရောက်ရေးလော်လေးရဝိုင်းပြီးသွားပြီဒီပွဲကြီးကနော်
တော်လေးရဝိုင်းကျွန်တော်တို့ပွဲကြီးအသေးတာသွားပြီညီကိုတို့ဒီမှာနည်းနည်းလေးကဲဖို့တော့လိုမယ်ပေါ့နော် pressure ပေးထားသေးတယ်ဂလူးဒီမှာမသွားပြီးတော့ပြေးမိနေတယ်ဂလူးကို raid တွေပါဖြတ်ထိုးနေတယ်ဂလူးနေတယ်မပြတ်သွားဘူးသားကြီးပြေးတော့ blink ရေးပြေးတော့ blink ရေးဆိုရင်တော့မ blink ရတော့တန်းပြတ်သွားပြီကြားထဲမှာတော့ရင်းအနေနဲ့တော့သွားပြီးတော့ခံနေတယ်ဆိုတော့နောက်မှာတော့ Moscow damage ကြားထဲမှာတော့ glue တစ်ကောင်တော့ပြန်ရတာတယ်ဗျတန်1 for 1 trade လေးပဲเนาะတန်နေမတန်ဘူးဆိုတော့မရှိဘူးကျွန်တော်တို့ coin လေးတစ်ကောင်ကတော့တော်တော်လေးယုံနေတယ်ဗောနော်ဟိုဘက် coin လေးတိတာနဲ့ကျွန်တော်တို့ YG တော့လုံနေရဆိုတော့ glue ကိုဖြတ်ပြီးဗျာဖြတ်ပြက်ကိုမီနေတာပဲဟလားသူမနဲ့ brother တို့ဆက်ဆံရေးလိုပဲပြက်ကိုမီနေတာပဲဟဲ့ဟေးကောနဲ့လေစာကြီးထည့်ပေးလိုက်တာကြာလို့ကဲဆိုရင်နောက်မှာတော့ YG လော်လေးကိုတော့ထပ်မှန်ပြီးတော့ဆုံးသက်နေနေပဲ beauty off ဟေးနည်းနည်းလေးမလောပါနဲ့ဟေးနည်းနည်းလေးဟန်စိတ်ကိုဟန်လောနေတယ် review ပေါက်တာဟန် review ပေါက်တာလောနေတယ်ညီကိုတို့ကြီး position နေကတော့တိတ်တော့မလောက်ဂလူးကိုသွားမိသွားပြီ rate ထိုးချက်တွေကြားမှာဂလူးမပြတ်သွားသေးဘူးဆိုတော့ phobia တော့နဲ့ phone နေတော့ဒီဘက်မှာအများကြီး stand နေတယ်ဆိုတော့နောက်မှာကောကတော့တန်းပြီးတော့ပြတ်သွားသေးတယ် Moscow phobia ဘိုင်ဝမ်နေတော့ဟဲနေသေးတယ်ဆိုတော့နောက်မှာ cloud blazing duel လေးနဲ့တော့ဒီမှာ Moscow ပြစ်တော့ပြစ်ခွဲပေးနေသေးတယ် importe ကောက်ဆွလိုက်သေးတယ် Moscow Sanji 5% 2တွေတကယ်2နေသေးတယ်ဆိုတော့နောက်မှာတော့ရင်းနေနဲ့တော့မသေးသေးဘူးပြန်ပတ်ထားသေးတယ်ဗျအပေါ်မှာ Fanny နဲ့ Blin နဲ့ကျွန်တော်တို့ကလာကားတွေတော့ရိုက်နေတယ်ဆိုပေမဲ့လည်းကျွန်တော်တို့သေဝဟိုဘက်တကောင်းမှမသေသွားဘူးတဲ့ရောက်ရေးအေးစပီယာထိထားတယ်သားကြီးတို့နောက်မှာတော့ YG နေနဲ့တော့ mega တလိန်းကတော့ပြီးတော့ပေးလိုက်ရတယ်ဗောနော်ဒါပေမဲ့ God Ready Moscow ပြစ်ချက်တွေနဲ့ဆိုရင်တော့ဒီလောကတော့ပြီးသွားဖို့ရခိုင်တော့များတယ် Pro Esport တက်လာပြီဆိုတော့နောက်မှာတော့ Blink နေနဲ့တော့ stand ချက်တွေကြားထဲမှာတော့ Pro Esport ခဲထားသေးတယ်အေး Blink ရှော့သွားပြီသားကြီးတို့ Blink ရှော့သွားပြီလောက်ပါအောင်စမ်းကြီးပြစ်ပေးပါအောင်စမ်းကြီးပြစ်ပေးပါအောင်ဟန်ထူပေးပါအောင်ဟန်လောက်ပါအောင်သားကြီးတို့ရသေးလားဆိုရသေးတယ်ညီကိုနော်ရသေးလားဆိုရသေးတယ်ငါတို့ go ကတော့ flicker တော့မရှိတော့ go flicker တော့ပေးထားရဆိုတော့နည်းနည်းလေးကဲပါဂိုက်စီအေးမိဝါပြီကောက်အိုး rose go ဖက်လေးနဲ့တော့ကျွန်တော်ပြန်ဖက်သွားပြီဗျကလောက်နေနဲ့မပေးသေး blin တိုးပေးဟုတ်တယ် blin ထိန်းထားပေးဟုတ် retreat လောရသွားပြီ fanny တော့ချိုးနေပြီတိုင်းတို့တကောတော့ချိုးနေပြီတကောတော့ချိုးနေပြီဘာလုံးချင်တာလဲကိုချင်တော့နောက်ဒီမှာခိုးတော့တိုင်းရေကိုချင်တော့နောက်ဒီမှာကိုဒါပေမဲ့ကျွန်တော်တို့ Fedrin ရတော့ပေးလိုက်ရတယ်ဒီမှာဒါဘာမျိုးကျွန်တော် 4% ပဲတိုင်းတို့ 4% ပဲ4% ငါတို့လောနဲ့တက်လို့ရပြီတိုင်းတို့ no fanny မရှိတော့ဘူးဆိုတော့ငါတို့အဲလို့တော့ရတယ်ဗျာနော်ဒီလို့တော့4ကျင်နေတယ်ထုပြီဗျာ fanny ကို 2% ထုပြီအောက်မှာ fanny ကို 2% ထုပြီကြီးကိုတို့ fanny ကို 2% ထုပြီ fanny မရှိတော့ဘူးမင်းတို့မှာ retreat ပေါက်မဲ့ကောင်မရှိတော့ဘူးတိုင်းတို့မင်းတို့မှာ retreat ပေါက်မဲ့ကောင်မရှိတော့ငါတို့ AC လေးလော့ယူမယ်တိုင်းတို့မလုံးတော့ဟဲ့ခုနကတော့ retreat တွေမလွဲဘူးမလုံး Moscow ကိုခဏဆောင်ငါတို့လော့ဖို့စရာမလိုငါတို့ hero ချခြင်းလဲ hero ချလို့ရတယ်တိုင်းတို့ဟုတ်တယ်မှန်တယ်ဗျာအဲ့လိုစောက်ရအောင်နောက်နေတဲ့ကောင်တွေထုပေးလိုက်အရင်ထုပေးလိုက်လောလာလူကျင်တဲ့ကောင်တွေထုပေးလိုက်အရင်ရေးပြန်ပတော့ရေး importe ဆွဟုတ်တယ် cloud blazing 2လည်းပြီးသွားပြီ Moscow တောက်ချောက်တွေတော့ပြစ်ခွဲချက်တွေကြားထဲမှာတော့ flicker ရေးပါပေးတာ cloud ကြီးသွားမိနေပြီတိုင်းတို့ဘယ်ပြေးမှလဲ cloud ရေးဘယ်ပြေးမှလဲမိချိုသေးရေလာပြီကိုလာပြီမိချိုသေးရေ oh my god ပြစ်ခွဲနေနေပစံကြီး shut down စာဥပါထပ်မှန်ပြီးတော့အာယုံနောက်နေတဲ့ mage ကိုပါထပ်တက်ပြီးတော့ game number 1ကိုအနိုင်ရရှိသွားတော့ကျွန်တော်တို့ရဲ့မြန်မာသင်းရန်ကုန် Glady ကိုပဲပြစ်ပါတယ်ခင်ဗျာ let's go ယောက်ရေးကေကောင်းတဲ့ရန်ကုန် Glady ကိုကျွန်တော်တို့တော့နှစ်ခါပေးပြီးတော့ကျွန်တော်တို့သာစီကနေပြန်တုတ်ပြသွားတာမက3လမ်းတောင်မှယောက်ရေးမက3လမ်းတောင်မှပြန်တုတ်ပြသွားတာဆိုတော့တော်ယုံ mentality နဲ့တော့မရဘူးသားကြီးတို့ရေးဟုတ်လားမငါ3လမ်းပေးပြီးပြန်တုတ်တာဆိုတော့ကျွန်တော်တော်ယုံ mentality နဲ့တော့မရဘူးကျွန်တော် mentality တွေကတော့အရင် strong နေပြီညီကိုတို့ကဲပွဲလေးကတော့စပြီဗျာနော် YG versus
Pro Esport ခိန်းနံပါတ်2ပွဲစဉ်လေးရနေပြီးတော့ပြန်လဲပြီးတော့ချူစုလိုက်ပါတယ် guys เนาะ Okay စန်ကြီးအောက်မှာတော့ထုခံနေရပြီစန်ကြီးနည်းနည်းလေးကဲပါစန်ကြီးနည်းနည်းလေးကဲပါအပေါ်မှာတော့ UNet ကိုထုပြီး Fast Black Let's go ဒါရီတို့အဖွေးကိုပဲရှိုးလိုက်အောင်ဒါရီတို့ Profile လေးရတယ် Hero Key လေးရတယ်ဗျာเนาะအပေါ်မှာမက်ဒီယာအိတ်ဆက်ရုပ်ကြီးကိုအရင်တက်လိုက်ပါဒါရီတို့အိတ်ဆက်ရုပ်ကြီးကိုအရင်တက်လိုက်ပါကောင်းတယ်ဗျာ retreat မက်ဒီယာ cycle လေး EK ထပ်ပြီးတော့ပတ်ထားသေးတယ်နော်အိုးကောင်းနေဟန်ရေးကောင်းနေဗျာတာကြီးတို့2စီးပဲဒီပုံစံတိုင်းဆိုရင်တော့2စီးပဲတာကြီးတို့ဟုတ်လားကဲဟန်ရေး blue bat လေးပါလေးစားပါအောင်တာကြီးစားတော့ဘူးလား blue bat တွေပါမစားတော့ဘူးလူပဲတတ်တော့မယ်ဟလားလူပဲတတ်တော့မယ် blue bat တွေပါမစားတော့ဘူးတာကြီးလူပဲတတ်တော့မှာ blue bat တွေပါမစားတော့ဘူးကောင်းနေဗျာပြန်ထွက်သွားတာတွေကလှလိုက်တာရောက်ရေးဘလစ်ကိုလည်းရှိုးလိုက်အောင်လာလိုက်တဲ့အကွက်ဒီဆိုတာ तू မလောက်ပြသွားတယ်အကွက်တွေလိုပဲ brother ကြီးလာတယ်ဗျာနော်လာတယ်ဒါပေမဲ့နာကျင်ရတယ်နော်လာပေမဲ့နာကျင်ရတယ်ဗျာတစ်ဖက်တင်းအတွက် pro esport ကတကယ်ကျန်းတယ်လို့ထင်ရ coin လေး assassin မရရင်သူတို့တော်တော်တိုင်ပတ်တာတွေ့လား coin လေး assassin မရရင်သူတို့တော်တော်တိုင်ပတ်တာကဲ ruby offer ဆွဲနေနေပဲရင်းနေနေတော့တန်းပြီးတော့ပြတ်သွားသေးတယ်ဗျ asia ultimate နဲ့ပြန်ခင်းချက်တွေကြားထဲမှာတော့ UK တကောင်ပြန်လဲပြီးတော့ရတာနေနေပဲ okayဒီဘက်တည်းကတော့တန်လားဆိုတော့ကျွန်တော်တိတ်တော့မတန်ဘူးဗျာနော်တာတင်နဲ့ Hiroki နဲ့ကျွန်တော်ပေးဆက်လိုက်ရတယ်ရင်းကစပဲမထွက်သွားတာလည်းပါတယ်ဗျကဲမက်ဒီယာ cycle လေး again နဲ့တော့ဒီဘက်မှာ Ruby တကောင်မှာတွားပြီးတော့ပြေးမိနေတဲ့မိုးကြိုးလေးနဲ့တော့ Ruby တကောင်မှာထပ်ပြီးတော့ဆုံးသက်ထားသေးတယ်ဒီကိုတို့ကြီးကောင်းလိုက်တာဗျာဝင်သွားပြီ Ruby offense ဒီဘက်မှာတော့ဆွဲချင်နေဆိုမှလည်းရင်းနေတယ်တော့နည်းနည်းလေးတော့မားသွားပြီဗျာ flicker တွေပါပေးပြီးတော့ပဲပြန်လဲပြီးတော့ဘတ်ထားရသေးတယ်တော့မှာတော့ PPP ကိုတော့သွေးတွေပါရှော့ရိုင်းနေပဲ sorry I am feeling အိုးဟုတ်တယ်မေဒီယာ cycle လေး egan နဲ့ coin လေးကိုဖြတ်ထိန်းပြီးတော့ကျွန်တော်တို့ retreat ပေါက်သွားတာမြင်ရလားတော့မသိဘူးတားရီတို့မြင်နေဒီဘက်မှာတော့ UN နဲ့တကောင်မှာထပ်ပြီးတော့ sky blazer fat လေးနဲ့တော့ဆုံးသက်ထားသေးတယ်ဗျဟမ်ကောင်းမွန်ဆုံးတော့ကျွန်တော်တို့ပြန်လဲပြီးတော့ဘတ်ထားပြီးတယ်ဒီဘက်မှာဒီလူနာဝဲကွန်းဖြတ်ပြီးတော့ငုံလိုက်တယ် Udora damage တွေပေးချက်တွေကြားထဲမှာတော့ PPPP သေသွားမလားမသေသွားသေးဘူးတစ်ချက်ပဲဒါပဲ sky blazer fat လေးနဲ့တော့ကျွန်တော်သေသွားပြီကျွန်တော်တို့ဟမ်လလပပလေးတော့ကျွန်တော်တို့ဓာတ်တွေရမ်းပြီးတော့ပြန်ထွက်သွားနေနေပဲမစ်လိန်မီကာကိုတော့မစ်လိန်တာဝါကိုတော့ရလိုက်ပြီဗျ YG ကရီစန်းချင်းမောင်နေချော်ကနေတော့ Barrett ကိုတော့ပြေးထိန်းတယ် Barrett အနေနဲ့တော့ပြေးခေါ်လာပြီဒီလူနာဝဲကန်နဲ့ Ruby ကိုအော်လာတယ်ဗျာစားဖို့ပါ stand ထားသေးတယ်ဒါပေမဲ့ star အနေနဲ့တော့ flicker လေးနဲ့တော့ရအောင်တော့လွတ်ထွက်သွားသေး hand အနေနဲ့ဘတ်လိုင်းထဲမှာမျက်ရိပ်ထားပြီးသေးတယ်ကူစံတကောင်မှာ hand အနေနဲ့တော့ဘတ်လိုင်းထဲမှာထက်နိုင်နေနေပဲ YG 2 man downပတ်တယ်တခုတော့ရင်ဆိုင်နေရတယ်ထပ်ပြစ်ဟုတ်တယ်စန်ဂျီ damage တွေကလည်းတော်တော်နာနေပြီညီကိုနော်ကမက်ဒီယာ cycle လေး egan နဲ့ပတ်ပြီးတော့ဒီဘက်ကရီဆန်းရှင်းမောင်နေချော်ကာလေးကိုတော့ရအောင်တော့တောင်းလာသေးတယ်ပြန်ပတ်ထားလိုက်အောင်ညီကိုတို့ AC မလောသေးနဲ့တော့လောစရာမလိုသေးဘူးညီကိုတို့ဟိုင်းသင်ပြေရလားမက်ဒီယာ cycle egan နဲ့ပြန်ခေါ်ရသေးတယ် Asia stand ပစ်ချက်တွေကြားထဲမှာတော့ကျွန်တော်တို့လော့ပါသိမ့်ပိုင်နေရီဆန်းရှင်းတကောင်မှာထပ်မှတ်ပြီးတော့သိမ့်ပိုင်ကျွန်တော် call လိုက်ပိုင် hand နဲ့တူတူပဲလော့ရသွားပြီညီကိုတို့ရေ first lot let's go 2စီးလေးမှန်သွားပြီညီကို2စီးလေးမှန်သွားပြီညီကို2စီးလေးမှန်သွားပြီညီကိုတို့ရေ2စီးလေးဒီလောက်ဆို2စီးလို့ရပြီလားဒီလောက်ဆို2စီးလို့ရပြီလားသားကြီးတို့တန်ကြီးပစ်ချသွားတာဖြောက်ပြေးနေတာပဲညီကိုတို့လော့ဘတ်တွေမှာ Asia နဲ့ Asia damage ကြီးကလည်းတော်တော်ထွက်လာပြီဆိုတော့မှ Asia ထပ်မှန်ပြီးတော့ damage တွေကြားထဲမှာတော့ Ruby တကောင်ထပ်မှန်ပြီးတော့သေဆုံး Cambodia မင်းတို့ဘာလုံးမလဲအရင်နေပြာနေပြီလား coin လေးမယုံရင်တော်တော်ပြာနေပြီဒီကောင်လေးကျွန်တော်တို့ဆိုတော့နောက်မှာတော့အိုးဒီလူနာဝဲကဖလီကာနဲ့ရီဆိုင်ကြီးပါလာပြီမက်ဒီယာ cycle league က stand ကြပါ Asia 3 man stand ထပ်မှန်ပြီးတော့အိမ်နေအောင်မတ်မိလား bro အိမ်နေအောင်မတ်မိလားကျွန်တော်တို့အာကျူကျွန်တော်တို့အိမ်နေရာမှာကျွန်တော်မင်းစစ်သား RD အဲ့တလက် RD ဆွဲပြီးတော့ကျွန်တော် white out လိုက်တဲ့နေရာပဲကျွန်တော်တို့ YG အိမ်နေရာမှာပဲကျွန်တော်တို့Pro Esport white out ပြီးတော့ knockout stage ကိုတော့တက်လန်းသွားပြီသားတို့ရေ let's go သားတို့ YG ပြီးတော့ YG နေနဲ့တော့ဒေါ်လာ3သိန်းကိုပိုင်ဆိုင်သွားပြီပေါ့နော်ဒေါ်လာ3သိန်းဆိုတာမြန်မာငွေ3,400နဲ့တန်တဲ့ဒေါ်လာ3သိန်းကိုကျွန်တော်ပိုင်ဆိုင်သွားပြီကန်ကောင်းနေတာမဟုတ်ဟန်ကောင်းနေတာ bro W ကိုစီဗျာ WYGလေးတွေလည်းမှန်ခဲ့ပြီပါအောင်သားကြီးတို့ရေ WYG နော်